ဒိန်းမတ်နိုင်ငံရဲ့နယ်မြေပိုင်နက်ပြည်စုံမှုနဲ့ဂရင်းလန်းပြည်သူတွေရဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက်ကိုလေးစားမှုမရှိတဲ့သဘောထားကိုလုံးဝလက်မခံနိုင်ကြောင်းဇန်နဝါရီ14ရက်ကအမေရိကန်ဘက်နဲ့တွေ့ဆုံဆွေးနွေးပြီးနောက်ဒိန်းမတ်နိုင်ငံသားရေးဝန်ကြီးလာစ်လိုကီရက်စမူဆန်ကအလေးထားပြောကြားခဲ့ပါတယ်။နှစ်ဖက်မှာအခြေခံကွဲလွဲမှုတွေရှိနေသေးပေမဲ့လည်းဇလက်တွေ့ဆုံဆွေးနွေးသွားပြီးအစစ်မြစ်လုပ်ငန်းအဖွဲ့တစ်ခုဖွဲ့စည်းဖို့လဲဆုံးဖြတ်ခဲ့ကြကြောင်း၎င်းကပြောကြားခဲ့ပါတယ်။ Lars Loki နဲ့ Greenland ကိုပိုင်အုပ်ချုပ်ခွင့်ရအစိုးရနိုင်ငံသားရေးဝန်ကြီး Vivian Mossberg တို့ဟာအဲဒီနေ့မှာ American ဒုတိယသမ္မတ JD Vance, American နိုင်ငံသားရေးဝန်ကြီး Marco Rubio တို့နဲ့ Washington ရှိအိမ်ဖြူတော်မှာတွေ့ဆုံဆွေးနွေးခဲ့ပါတယ်။တွေ့ဆုံဆွေးနွေးမှုအပြီး Lars Loki နဲ့ Mossberg တို့အတူတကွကျင်းပတဲ့သတင်းစာရှင်းလင်းပွဲမှာ Lars Loki က၎င်းတို့ဟာ American ဘက်နဲ့အတူ Greenland ရဲ့ရေရှည်လုံခြုံရေးကိုဘယ်လိုတေချာစေရမယ်ဆိုတာနဲ့ပတ်သက်ပြီးပွင့်လင်းပြီးအပြုသဘောကျွယ်ဝတဲ့ဆွေးနွေးမှုတစ်ခုပြုလုပ်ခဲ့တယ်လို့ပြောကြားခဲ့ပါတယ်။ Greenland ရဲ့ရေရှည်လုံခြုံရေးဟာလက်ရှိမူပေါင်းအတွင်းမှာလည်းအာမခံချက်ရရှိနိုင်ကြောင်းဒါတွေဟာ1952ခုနှစ်ကအမေရိကန်နဲ့ဒိန်းမတ်နိုင်ငံတို့အကြား Greenland ကာကွယ်ရေးဆိုင်ရာသဘောတူညီချက်နဲ့နေတိုးစာချုပ်တို့ဖြစ်ကြောင်းဒိန်းမတ်ကယူဆပါတယ်။ အမေရိကန်က Greenland ကိုဝယ်ယူဖို့လုံးဝမလိုအပ်ပါဘူးဆိုပြီးလဲ Lars Loki ကပြောကြားခဲ့ပြီးဒိန်းမတ်နဲ့အမေရိကန်တို့မှာရေရှည်တည်ငြိမ်မှုရှိတဲ့တန်တမန်ဆက်ဆံရေးရှိလျက်အခုချိန်တွေ့ဆုံဆွေးနွေးမှုကတင်းမာမှုအခြေအနေကိုဖြေလျော့နိုင်ကြောင်းအလေးထားပြောကြားခဲ့ပါတယ်။မကြာမီမှာဖွဲ့စည်းမဲ့အစစ်မြစ်လုပ်ငန်းအဖွဲ့အနေနဲ့အမေရိကန်ရဲ့အမျိုးသားလုံခြုံရေးဆိုင်ရာစိုးရိမ်မှုတွေကိုဘယ်လိုကင်တွယ်ဖြေရှင်းမလဲဆိုတာကိုအလေးပေးဆွေးနွေးသင့်ပြီ။တစ်ချိန်တည်းမှာပဲဒိန်းမတ်နိုင်ငံရဲ့အခြေခံစည်းမျဉ်းကိုလေးစားရမှာဖြစ်ကြောင်း၎င်းကပြောကြားခဲ့ပါတယ်။အဆိုပါလုပ်ငန်းအဖွဲ့ဟာလာမယ့်သတင်းပတ်အနည်းငယ်အတွင်းပထမအကြိမ်အစည်းအဝေးကျင်းပမယ်လို့ခန့်မှန်းရကြောင်း၎င်းကပြောကြားခဲ့ပါတယ်။ Mossberg ကအမေရိကန်နဲ့ပူးပေါင်းဆောင်ရွက်မှုမြင့်တင်လှုပ်ဆောင်ခြင်းဟာအလွန်အရေးပါပေမဲ့လေဒါကကျမတို့အမေရိကန်ရဲ့ထိန်းချုပ်မှုခံချင်တယ်လို့မဆိုလိုပဲမဟာမိတ်တွေအနေနဲ့ကျမတို့ပူးပေါင်းဆောင်ရွက်မှုကိုဘယ်လိုမြင့်တင်သင့်တယ်လဲဒါကကျမတို့အားလုံးရဲ့အကျိုးစီးပွားနဲ့ကိုက်ညီမှုရှိတယ်လို့ဆိုလိုကြောင်းပြောကြားခဲ့ပါတယ်။အဲဒီနေ့အစောပိုင်းမှာအမေရိကန်သမ္မတထရန့်ကလူမှုမီဒီယာမှာအမေရိကန်အနေနဲ့ Greenland ကိုရရှိဖို့လိုအပ်ကြောင်းထပ်မံဖော်ပြခဲ့ပြီးဒါကအမေရိကန်တိစောက်လျက်ရှိတဲ့ Golden Dome ဒုံးကျည်ကာကွယ်ရေးစနစ်အတွက်အလွန်အရေးပါတယ်လို့ဆိုခဲ့ပါတယ်။ Greenland ကသာအမေရိကန်လက်ထဲမှာရှိရင်နေတိုးဟာပုံမအားကောင်းပြီးထိရောက်မှုပုံမမြင့်မားလာလိမ့်မယ်လို့ဆိုခဲ့ပါတယ်။ Reuters သတင်းဌာနနဲ့ Ipsos အုပ်စုရဲ့ဇန်နဝါရီ14ရက်ကထုတ်ပြန်တဲ့စစ်တမ်းရလဒ်မှာအမေရိကန်ပြည်သူ18%ကသာ Greenland ကိုလက်လွှဲရယူဖို့ထောက်ခံပြီး49%ကကန့်ကွက်ကြောင်းဖော်ပြခဲ့ပါတယ်။သုံးပုံနှစ်ပုံခန့်ရှိတဲ့အမေရိကန်သားတွေက Greenland ကိုသိမ်းပိုက်မဲ့လှုပ်ရှားမှုတွေဟာနေတိုးကိုထိခိုက်နစ်နာစေပြီးအမေရိကန်နဲ့ဥရောပနိုင်ငံများအကြားဆက်ဆံရေးကိုဖျက်ဆီးနိုင်ခြေရှိမှာကို၎င်းတို့အနေနဲ့စိုးရိမ်တယ်လို့ဆိုခဲ့ပါတယ်။ Greenland ဟာမြောက်အမေရိကတိုက်အရှေ့မြောက်ပိုင်းမှာတည်ရှိပြီးကမ္ဘာအကြီးဆုံးကျွန်းဖြစ်တယ်လို့ဒိန်းမတ်နိုင်ငံရဲ့ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေဖြစ်ပါတယ်။အဲဒီကျွန်းမှာအလွန်မြင့်မားတဲ့ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရှိပြီးကာကွယ်ရေးနဲ့နိုင်ငံခြားရေးကိစ္စရပ်တွေကိုဒိန်းမတ်အစိုးရကတာဝန်ယူစီမံခန့်ခွဲလျက်ရှိပါတယ်။လက်ရှိ Greenland ကျွန်းမှာအမေရိကန်ကစစ်ရေးအခြေစိုက်စခန်းတစ်ခုတည်ဆောက်ထားပါတယ်။အမေရိကန်သမ္မတထရန့်ဟာ2025ခုနှစ်မှာစတင်တာဝန်ထမ်းဆောင်တဲ့အချိန်ကစပြီး Greenland ကျွန်းကိုရယူမယ်လို့အကြိမ်များစွာထုတ်ဖော်ပြောကြားခဲ့တဲ့အပြင်လက်နက်အင်အားအသုံးပြုမဲ့ဖြစ်နိုင်ခြေကိုလည်းဖယ်ရှားထားလို့မရကြောင်းလည်းပြောကြားခဲ့ပါတယ်။အဲဒီကိစ္စရပ်နဲ့ဆက်လင်းပြီးဒိန်းမတ်စတဲ့ဥရောပနိုင်ငံတွေကအပြင်းအထန်ကန့်ကွက်ခဲ့ကြပါတယ်။